စိတ်ထားကောင်းသူတွေသာရနိုင်တဲ့အကျိုးကျေးဇူးများနံပါတ်1အခက်ခဲကြုံတွေကစိတ်ရည်နဲ့ကူညီသူရှိခြင်းနံပါတ်2ကံကောင်းတတ်ခြင်းနံပါတ်3ပျော်ရွှင်မှုအစစ်မှန်ကိုရနိုင်ခြင်းနံပါတ်4လူချစ်လူခင်များခြင်းနံပါတ်5စိတ်ရည်နဲ့ပေါင်းတင်သူပေါ်ခြင်းနံပါတ်6အခြားသူများထက်ချစ်စရာကောင်းနေခြင်းစိတ်မကြည်နေတဲ့အချိန်မှာဒီစကားလေးခုကိုတတိယလိုက်ပါနံပါတ်1အရာအလုံးအချိန်တိုင်းပြီးသွားမှာပါနံပါတ်2အရာအလုံးငါပိုကောင်းမှုအတွက်ဖြစ်တည်လာတာပါနံပါတ်3ငါပင်ပန်းနေရပါတရက်လောက်အိတ်လိုက်ရင်ကောင်းသွားမှာပါနံပါတ်4ငါပဲတာလုံးနေရသူမဟုတ်တယ်လို့ပြောညံလွန်သူလည်းမဟုတ်ပါဘူးစိတ်ညစ်နေလားတငယ်ချင်းမင်းလိုပဲစိတ်ညစ်နေရသူတွေအများကြီးပါတယောက်ယောက်ကိုရှင်ဖွင့်ကျင်နေရလားတငယ်ချင်းခဏတော့တီးခံမျိုးသိပ်လိုက်ပါတခါတလေကြာရင်လေဒီနေ့ပြောချင်နေတဲ့စကားကိုနောက်တရက်ရွှေ့လိုက်လို့လေအများကြီးနောက်ကျမသွားပါဘူးမင်းမမျိုးသိမ့်နိုင်တော့ရင်နောက်နေ့မှငါ့ကိုပြောပြနော်သိကြပါရဲ့နောက်နေ့ကျငါမေးရဲ့အခါမင်းကဒီလိုပါပဲဘာမှမတော့ပါဘူးအဲ့လိုပြန်ပြောလိုက်မယ်ဒီလိုပါပဲတငယ်ချင်းခံစားချက်ဆိုတာကအရှိန်တက်နေတော့ရှင်နဲ့အမျှပါပဲတရက်ထက်တရက်ရက်ကြလာတာနဲ့အမျှအနေထိုင်သွားလိမ့်မယ်အဲ့ဒီခါမှာမင်းတချို့ခံစားချက်တွေကိုပြန်ပြောပြခြင်းစိတ်မရှိတော့ဘူးတချို့ခံစားချက်တွေကိုဥပက္ခပြုတ်တက်လာမယ်တချို့ခံစားချက်တွေကိုမင်းပြန်သုံးသပ်တက်လာမယ်တချို့ခံစားချက်တွေကိုသင်ခန်းစာယူတက်လာမယ်တချို့ခံစားချက်တွေကဟာတာဖြစ်သွားမယ်တချို့ခံစားချက်တွေကတကယ်တွေးကြည့်ရင်ဘာမှမဟုတ်ပါဘူးမင်းစဉ်းစားကြည့်မင်းခံစားချက်တွေကိုငါ့ကိုရှင်းဖွင့်မှန်လားမှားလားဆိုတာမဆာနာလို့ပြောတာမဟုတ်ဘူးနော်ကိုချင်းစာလို့ပြောပြတာမင်းစကားအဖက်တင်ပြီးတော့ကြက်မနေစေချင်လို့ပါမင်းခံစားချက်ကိုလူတကာလိုက်ပြောနေရအောင်ဝတ္ထုတဖုံမှမဟုတ်ပဲရင်းနှီးမြခံစားခဲ့ရတာတွေလေပြောပြရင်တော့နားထောင်ကြမှာပဲနားထောင်လို့ကောင်းတာ哦အပြေအဝထပ်တူခံစားပေးလိမ့်မယ်လို့မင်းထင်သလားသူတို့ကမင်းမဟုတ်ဘူးလေမင်းကြောင့်မင်းသာအတီးဆုံးမင်းခံစားချက်ကိုလေမင်းသာအတီးဆုံးဘာလို့တင်နေဆိုတာမင်းသာအတီးဆုံးဖြစ်ရမှာမို့ငါပေးတဲ့အကြံဘလောက်မှန်နိုင်မှာမို့လို့လေငါခိုင်းတဲ့အတိုင်းရောမင်းလိုက်လို့မှာမို့လို့လားစိတ်ပေါ်တိုင်းအောင်တန်နေတော့ရှင်မဖွင့်ပါနဲ့မင်းခံစားချက်တွေတမိုးမဲ့သွားမှာစကားအဖက်တင်ကြံခဲ့မှာဆိုလို့ပါတချို့ခံစားချက်တွေကခံစားရတဲ့သူတိုင်းမှန်နေတယ်လို့ပြောလို့မရဘူးအရာတိုင်းမှာအကြောင်းအကျိုးဆက်နွယ်မှုတွေရှိနေတတ်တာမမေ့ဖို့တော့မှားချင်တယ်နှစ်သုံးမှန်ကြိုးချက်နဲ့မကဲပါဘူးရင့်ကျက်မှုဆိုတာလေရှင်နေရအနာတရားတွေကတဆင့်ရလာတာဘဝအတွေ့အကြုံတွေကနေတဆင့်ရလာတာပါတရားမရှိပဲနှလုံးသားပိုင်ရှင်ဖြစ်ခြင်းတော့မိန်းကလေးလေးပဲလို့တော့ဘယ်တော့မှလူလားမြောက်လာမှာမဟုတ်ဘူးစိတ်ညစ်ပြေးသွားပြီလားတကယ်ချင်းစိတ်ညစ်မပြေးသေးဘူးဆိုရင်တော့နောက်နေ့တွေကြာမှငါးစီလာရှင်ဖွင့်လိုက်ပါစိတ်၅မျိုးနံပါတ်1အလှကိုပျက်စီးစေတာကဒေါသစိတ်နံပါတ်2ဘဝကိုပျက်စီးစေတာကလောဘစိတ်နံပါတ်3ခင်မင်မှုကိုပျက်စီးစေတာကမနာလိုစိတ်နံပါတ်4မေတ္တာကိုပျက်စီးစေတာကအတ္တစိတ်နံပါတ်5ပိုင်ဆိုင်မှုကိုပျက်စီးစေတာကမစ္စရိယစိတ်စိတ်တွေတည်ငြိမ်ချိန်မှဖြည့်ရှင်းမှာအရန်ကောင်းတဲ့စာစုလေးပါပဲနံပါတ်1တကယ်လို့ကို့အဖော်ပြုတ်ပေးတဲ့သူမရှိတဲ့အခါတယောက်တည်းသချင်းနားထောင်ပါစာဖတ်ပါစာရေးပါဒါဟာကောင်းတဲ့အကျင့်ဖြစ်တယ်နံပါတ်2တကယ်လို့တယောက်တည်းအထီးကျန်ဝမ်းနေတဲ့အခါတောင်းတနေရမှာဒါမှမဟုတ်အခန်းထဲမှာစောင့်ခေါင်းမိချုံပြီးငိုလိုက်ပါတခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူးငိုပြီးရနဲ့စိတ်တွေလန်းဆန်းလာလိမ့်မယ်နံပါတ်3စိတ်ထိခိုက်တဲ့အခါမှာယုံကြည်ရတဲ့တငယ်ချင်းရှင်ဖွင့်မှာတယောက်တည်းစိတ်ညစ်စရာတွေကိုရှင်နဲ့သူဝတ်ထိုင်းကို့ပို့ပြီးတော့စိတ်ထိခိုက်စေတယ်နံပါတ်4မပျော်ရွှင်တဲ့အချိန်မှာကောင်းကင်ပြောင်မော်ကြည့်ပါကျယ်ရီကိုရှေ့တွက်ပါအပြောကျယ်တဲ့ကောင်းကင်မှာကိုနဲ့သက်ဆိုင်တဲ့အချစ်တစ်ခုတော့ရှိလိမ့်မယ်ငါမစိုးဘူးဆိုပြီးကိုယုံကြည်မှုတစ်ခုတော့ပေးပါနံပါတ်5မိသားစုအပါအဝင်ကိုနဲ့တက်တဲ့သူရဲ့မွေးနေ့ကိုမှတ်ထားပါကိုမွေးနေ့ကိုလည်းမှတ်ထားပါမွေးနေ့မှာလက်ဆောင်ပေးသူမရှင်ဝမ်းမနေပါနဲ့လှပတဲ့လက်ဆောင်တွေဝယ်ပြီးအမေအဖေကိုပေးနိုင်ပါတယ်နံပါတ်6အားလက်ချိန်မှာငြိမ်ညောင်းတဲ့သချင်းလေးတွေနားထောင်ပါစာကောင်းလေးတွေရှာဖတ်ပါခဏတာအိပ်ဆက်ပါနံပါတ်9အခုချိန်ကစပြီးထက်မြတ်သူဖြစ်ပါစေငါ့ကိုလွမ်းလားချစ်လားလို့တစ်ဖက်သားကိုသွားမမေးပါနဲ့တကယ်လို့သူလွမ်းရင်သူချင်းသူ့ဘာသာသူပြောလိမ့်မယ်ကိုသွားမင်းနေသူဘဝင်မြင့်သွားလိမ့်မယ်နံပါတ်10ကိစ္စတချို့လူတချို့ကြောင့်ကိုယ်တိတ်မရက်ဆက်မိစေနဲ့ဥပမာထမင်းမစားတာငိုတာအခန်းအောင်တာစိတ်အနှောက်အယှက်ဖြစ်တာဒါတွေကလူနှုတ်လူအတွေလောက်တဲ့အလုပ်ဖြစ်တယ်တခါတလေမှနှုံအတာပဲ
Number 9ဘလို့အကြောင်းပဲဖြစ်ဖြစ်သူတစ်ပါးရဲ့နောက်ကွယ်မှာသူ့မကောင်းကြောင်မပြောပါနဲ့ပြောခဲ့ရင်လည်းကောင်းကြောင်ပဲပြောပါမိတ်ဆွေတူပူရာကရန်သူတူတိုးတာထက်ပိုကောင်းပါလေ Number 10ပြောစရာရှိလို့ပြောမယ်ဆိုလေအရင်နှီးစောတငယ်ချင်းရှိဖြစ်ရမယ်ပြောချင်တာပြောပြီးရင်ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေမေ့ပြတ်နိုင်ရမယ် Number 11အတက်နိုင်ဆုံးလူတွေနဲ့မငင်းခုန်မအောင်ကြိုးစားပါဒေါသထွက်နေသူတယောက်ကကိုယ်စိတ်ခံစားချက်ကိုမထိန်နိုင်တဲ့အယူတောင်နဲ့တူပြီးအယမ်းကြောက်ဖို့ကောင်းပါတယ်တီးခံပြီးပြဿနာရှင်းမြစ်ကိုရှာပါစိတ်တွေတည်ငြိမ်ချိန်မှဖြေရှင်းပါ